လုံးမင်္ဂလာပါဒီနေ့ကျွန်တော်သင်မဲ့သင်ခန်းစာကကျွန်တော်တို့business suite ဆိုတဲ့ application လေးကနေ boost လုပ်တဲ့နည်းပဲဖြစ်ပါတယ်ကျွန်တော်ဒီ application လေးတွေဝင်ပါမယ် business suite ဆိုတဲ့ဟာလေးပါအဲ့ဒါကကျွန်တော်တို့ Facebook account နဲ့ login ဝင်ထားပါမယ်ကျွန်တော်တို့ Visa ကချိတ်ထားရဲဆိုလို့ရှိရင်လေဒီ Visa ကချိတ်ထားတဲ့ account နဲ့ပဲကျွန်တော်တို့ Facebook ထဲဝင်ရမယ်ပေါ့နော်ကျွန်တော်တို့အခုဝင်လိုက်ပြီဟုတ်ပြီဒါပထမမြင်ရတဲ့စာမျက်နှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ page ကို like တွေရအောင်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာ promote ဆိုတဲ့ဟာလေးရှိပါတယ် promote ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ page လိုက်ရအောင်လုပ်လို့ရပါတယ် promote လုပ်တာပေါ့နော် boost လုပ်တာကျတော့ post တွေကို boost လုပ်တာဖြစ်ပါတယ် post တွေကိုလူအများကြီးမြင်အောင် order တွေရအောင် boost လုပ်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကြည့်အောင်ဒီမှာ page မှာတင်ထားတဲ့ post တွေပါနောက်ဆုံးတင်ထားတဲ့ post ကထိပ်ဆုံးမှာပေါ်နေပါတယ်ကျွန်တော်တို့ boost လုပ်ချင်တယ်ဆိုရင် boost post ကိုနေပြီးတော့ boost လုပ်လို့ရတယ်တကယ်လို့အဲ့ရနေမလို့ဘူးကျွန်တော်တို့ဒီမှာ online လေးရှိတယ်ဒီ online လေးပုံစံလေးကိုနှိပ်လို့ရှိရင်လည်းရပါတယ်အဲ့လေကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာဖန်တီးထားတဲ့ဟာတွေကိုဖန်တီးခြင်းတဲ့ဟာတွေကိုဒီမှာ boost လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ boost လုပ်မယ်ဆိုလို့ရှိရင်ဒီမှာ boost ဆိုတဲ့ဟာကိုနှိပ်ပါမယ် promote လုပ်ရှင်ဒီအောင်နှိပ်လဲရပါတယ်ကျွန်တော် boost post ကိုနှိပ်လိုက်ပြီဟုတ်ပြီကျွန်တော်တို့ဒီမှာဘယ်ဟာကို boost လုပ်မလဲပေါ့ကျွန်တော်ရွေးကြမယ် post ကိုရွေးမယ်ထိပ်ဆုံးမှာပေါ်နေတဲ့ဟာနောက်ဆုံးတင်ထားတဲ့ post ဖြစ်ပါတယ်နောက်ဆုံးတင်ထားတဲ့ post ကိုကျွန်တော် boost လုပ်မှာဖြစ်တဲ့အတွက်ဒီဟာလေးကိုနှိပ်လိုက်ပါတယ် okay ဒီမှာဒီလိုမျိုးကြာလာပြီဒီမှာကျွန်တော်ထိပ်ဆုံးကနေစကြည့်အောင်ဒါနမူနာပြပေးရ add preview တဲ့ဒီမှာ add preview ဆိုပြီးပြပေးရဘာလဲဆိုတော့ကျွန်တော်တို့ boost လုပ်တဲ့အခါမှာ customer တွေစီမှာဒီလို sponsor ဆိုပြီးပေါ်လာမယ် admin ကိုယ်တိုင်မြင်ရခြင်းမှလည်းမြင်ရမယ်လူတိုင်းမြင်ရခြင်းမှမြင်ရမယ် page ထဲဝင်ကြည့်လို့လည်းမမြင်ရဘူး boost လုပ်လိုက်တဲ့လူကို target ထားလိုက်တဲ့လူတွေစီမှာပေါ်တဲ့အခါကျရင်အဲ့လိုမျိုးသွားပေါ်မှာဖြစ်ပါတယ် sponsor ဆိုပြီးတော့ဒီလိုမျိုးပေါ်မယ်ပေါ့နော် okay ဒီမှာသေချာကြည့်မယ်အခုနောက်ပိုင်းကဒီလိုစာတွေမှာ emoji တွေ sticker တွေထည့်တာတွေကို Facebook ကတိတ်ပြီးခွင့်ပြုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာဘာ emoji မှမထည့်ထားပါဘူး hashtag လေးပဲခံပြီးတော့စာလေးကိုအမဲဖြစ်အောင်လုပ်ထားပါတယ် okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီအောင် boost လုပ်မှာပေါ့နော်ဟုတ်ပြီဒီဟာက Facebook က auto ရေးပေးထားတဲ့မြန်မာပြည်တနိုင်ငံလုံးရေးပေးထားတဲ့အသက်18ကနေ65ရေးပေးထားတယ်ဒါပေမဲ့ကျွန်တော်ရောင်းမဲ့ပစ္စည်းကမျိုးသမီး t-shirt ဖြစ်တယ်အဲ့ဒါကိုအသက်18ကတော့ဝယ်ရင်ဝယ်နိုင်တယ်ဒါပေမဲ့65အထက်တွေကတော့ဝယ်ချင်မှဝယ်မယ်အဲ့ဒါကြောင့်မလို့ကျွန်တော်အဲ့ဒါမရွေးဘူးအဲ့ဒါဆိုရင်ကျွန်တော် boost လုပ်တာငွေကုန်တာပဲအဖက်တင်လိမ့်မယ်လူတိုင်းစီရောက်ချင်မှရောက်မယ် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော်ဟုတ်ပြီဒီမှာကျွန်တော် create new နှိပ်မယ် create new နှိပ်ပြီးကိုစိတ်ကြိုက် target ကျွေးလို့ရတယ်ပေါ့ဒီမှာအနေလေးပေါ်နေပါလို့လဲဆိုတော့ကျွန်တော်ခေါင်းစဉ်မထည့်ရသေးဘူးကျွန်တော်က boost လုပ်မယ့်ဟာကအမျိုးသမီး t-shirt ဖြစ်တဲ့အတွက် woman t-shirt လို့ပေးမယ်ပေါ့နော်ဒါမှမဟုတ် girl t-shirt ပေါ့ lady wear ပေါ့ lady WAI wear wear sorry မှာပါလို့ lady wear t-shirt ဟုတ်ပြီအမှရွေးပြီးကျွန်တော်တို့ဒီမှာ region ကကျွန်တော် location မှာမြန်မာရွေးလဲရတယ်ရန်ကုန်ရွေးလဲရတယ်မန္တလေးရွေးလဲရကိုကြိုက်တဲ့တိုင်းနေပြည်နယ်တွေကိုကြိုက်သလိုရွေးလို့ရတယ်တကယ်လို့အဲ့လိုမဟုတ်ဘူးကိုကဆိုင်ဖွင့်ထားတယ်ဆိုင်လိပ်စာအတိအကျဖြစ်နေတယ်ဆိုရင်တော့ဒီ address ဆိုတဲ့နေရာကိုဝင်ပြီးတော့ကိုယ့်ရဲ့ဆိုင်လေးကိုပင်ထောက်ပြီးတော့ရွေးလို့ရပါတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ကဆိုင်ကိုမရွေးဘူးဒီမှာတနိုင်ငံလုံး target ထားမှာပေါ့တနိုင်ငံလုံး target ထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာကိုရွေးထားတယ်ဟုတ်ပြီပြီးလို့ရှိရင်ဒီမှာ characteristic add interest ဆိုတာရှိအဲ့မှာဘာရွေးရမလဲပေါ့ကျွန်တော်တို့ရဲ့ community ကိုကျွန်တော်ဒီ post ကိုကြော်ညာလောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအင်ကြီးကြော်ညာကိုစိတ်ဝင်စားတဲ့လူတွေကဘယ်လိုလူတွေဖြစ်မလဲဆိုတော့စဉ်းစားရမယ်စဉ်းစားပြီးတော့မှရွေးရအောင်ပေါ့နော်ကျွန်တော်တို့အရင်ဆုံးစဉ်းစားရမှာဒီအင်ကြီးကြော်ညာဖြစ်တဲ့အတွက် t-shirt ကြော်ညာဆိုလို့ရှိရင် t-shirt ရွေးလိုက်မယ် okay t-shirt ဆိုလို့ရှိရင် t-shirt နဲ့ပတ်သက်တဲ့ဟာမှာ suggested for you ဆိုပြီးကြာလာတယ် clothing ရွေးတယ်ဆက်ပြီးတော့ပြီးရင် online shopping ပေါ့နော်ဒီမှာ online shopping ဆိုတာပေါ်လာတယ်တကယ်လို့ပေါ်နေဒီ search ဆိုတဲ့နေရာမှာရိုက်လို့ရတယ်ဒီ search ဆိုတဲ့နေရာမှာရိုက်လို့ရပါတယ်online shopping ဟုတ်ပြီဒီမှာ shopping and fashion ဟုတ်ပြီ fashion accessory okay t-shirt ဖြစ်တဲ့ကြောင့်မလို့အပေါ်ဝတ်စုံဖြစ်တဲ့အဲဒါကြောင့် top clothing ရွေးတယ်ပြီးရင် shirt ရွေးမယ် shopping ရွေးမယ်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီလောက်ကအဆင်ပြေပြီနောက်ဆုံးကျွန်တော် LUH ဒါတော့ကိုယ်စိတ်ကြိုက်ဆက်ရွေးလို့ရတာပေါ့နော်luxury goods ရွေးမယ် okay ဒီလောက်ဆိုတော်တော်လေးပြည့်စုံနေပါပြီဟုတ်ပြီကျွန်တော်တို့ဆက်ရွေးခြင်းနဲ့ဒီမှာ interest မှာဆက်ရွေးခြင်းနဲ့ဆိုလဲရပါတယ်ကျွန်တော်ဆက်ကြည့်အောင်ဘာတွေရွေးလို့ရမလဲပေါ့နော်ဒီမှာအများကြီးပဲသူခွဲထားတဲ့ category အများရှိ family and relationship ရဲ့အများကြီးပဲ hobby activity ဘလို့ဝါသနာပါတယ်ပေါ့ပြီးလို့ရှိရင် shopping and fashion နှိပ်လိုက်မယ် okay clothing နဲ့ဝင်လိုက်မယ်ဒီမှာ man clothing လား woman clothing လား woman clothing ကျွန်တော်ရွေးတယ် okay ပြီးရင်ဒီမှာ shopping နဲ့ဝင်မယ် shopping မှာ online shopping mall တို့ဘာညာကွိကွာပေါ့နော်ဟုတ်ပြီ shopping mall မှာထပ်ရွေးလိုက်မယ် discount store okay ရွေးလိုက်ပြီ
ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေနေပြီ okay တရားဆိုရင်ကျွန်တော်ဒီမှာ save လုပ်လိုက်ပြီပေါ့နော်ဟုတ်ပြီအသက်ကိုကျွန်တော်ဘယ်လောက်ထားမလဲပေါ့18ကနေထားလိုက်ရကျွန်တော်18မထားချင်ဘူး21ကနေထားမယ်21ကနေကျွန်တော်ရဲ့ target ဒီ35ဖြစ်တယ်35ထိရွေးထားမယ်35ထိရွေးမယ်ပြီးရင်ကျွန်တော်ရောင်းတဲ့ဟာဒီမျိုးမျိုးဝယ်စားဖြစ်တဲ့အတွက် woman ကိုရွေးမယ်ပေါ့နော်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာကြည့်မယ်ဒီမှာ your orient selection is great ကျွန်တော်ရွေးထားတဲ့ customer တွေဒီကောင်းမွန်တဲ့အနေထားမှာရှိတယ်ပေါ့နော်ကျွန်တော်ရွေးပုံနဲ့ရွေးထားတဲ့အရာနဲ့ကွက်တိကြတယ်အဆင်ပြေတယ်တကယ်လို့အဲ့လိုဒီမှာအစိမ်းရောင်လေးပေါ်တယ်ပေါ့အဲ့အစိမ်းရောင်ဒီမှာ gray ဆိုတဲ့ဟာပြတယ်တကယ်လို့အဲ့လိုဝင်နေဒီဘက်ကိုရောက်သွားမယ်အနီလေးဘက်ကိုရောက်သွားမယ်ဒါမှမဟုတ် broke ဆိုတဲ့ဟာဘက်ကိုရောက်သွားမယ်ဆိုလို့ရှိရင်တော့အဆင်မပြေပါဘူးအလေတက်တဲ့မှာရှိတာကောင်းပါတယ်ပေါ့အဲ့ဒီအနေထားကောင်းပါတယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာအဆင်ပြေပြီဆိုရင် save audience ကိုနှိပ်လိုက်ပြီ okay ဒီမှာကျွန်တော်ရွေးလိုက်တဲ့ဟာဒီမှာဒီလိုဖြစ်သွားပြီပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်အောက်ဆက်ဆင်းရအောင်ဒီမှာကျွန်တော် budget ရွေးမယ်ကျွန်တော်ဘယ်လောက်သုံးမှာလဲပေါ့ဘယ်လောက်သုံးမှာလဲပေါ့ကျွန်တော်ဒီမှာ$40သုံးမလား$40သုံးမယ်ဆိုရင်4ရက်ဆိုလို့ရှိရင်ဒီမှာ$40မယ်4ရက်ဆိုရင်1ရက်ကို30ကုန်မယ်เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ$40 4ရက်1ရက်30ကျွန်တော်ဒီမှာနမူနာဒီလောက်ထားပြီးတော့ post လုပ်ချလိုက်မယ် okay စုစုပေါင်း total ကုန်ကြစည်4ရက်စာကုန်ကြစည်ကြီး$40ကုန်မယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော် post နောက်နှိပ်ချလိုက်ပြီအားဆက်ဖြစ်လာမယ်ခဏစောင့်ကြည့်လိုက်အောင်လေနော်ခဏလေးတော့စောင့်ပါပါတယ် okay အဲ့ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာ in review ဆိုပြီးပေါ်နေပြီဒီဟာကိုကျွန်တော်တို့ boost လုပ်လိုက်ပြီးအဆင်ပြေသွားပြီအောင်မြင်တာမအောင်မြင်တာတော့ကျွန်တော်တို့24နာရီအတွင်း Facebook ကအကြောင်းပြန်ပေးလိမ့်မယ်ပေါ့နော်ဒီမှာ24နာရီအတွင်းအကြောင်းပြန်မယ် in review ဆိုတာကဒီ post ဒီ Facebook ကြောင့်စီကန်းချက်နဲ့ကိုက်ညီမညီကိုစစ်ဆေးနေတာကိုက်ညီတယ်ဆိုရင် active ဖြစ်ပြီးတော့ boost run မယ် boost run မှာငွေပတ်စံစားဖြတ်မယ်ပေါ့နော်ငွေစားဖြတ်မယ်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ not approve ဆိုပြီးနေအောင်ပေါ်လို့ရှိရင်တော့ဝင်မဖြတ်ပါဘူး post အသစ်တင်ပြီးတော့တခြားပုံစံပြောင်းပြီးတော့ boost လုပ်မှရပါမယ်ပေါ့ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးကျွန်တော်လုပ်သလိုပဲလိုက်ပြီးတော့စမ်းကြည့်ဖို့တော့ဟောပေါ့လေ့ကျင့်လို့ရပါတယ်ပေါ့နော်တင်နန်းသားတွေအနေနဲ့ဟုတ်ပြီဒါကတော့ boost လုပ်နည်းလေးပါ post ကို boost လုပ်နည်းလေးပါအခြေခံကြကြအသေးစိတ်ကြ professional ကြ boost လုပ်နည်းဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ